အမ်ဘူမိုတို့အော်တိုဘာလကတော့ပြည့်ပြည့်စုံနေခဲ့ပါပြီအားလုံးပဲမင်္ဂလာပါ United Principle Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အမ်ဘူမိုကတော့အော်တိုဘာလတလတာအတွက်အကောင်းဆုံးတွေနဲ့ပြည့်ပြည့်စုံနေခဲ့ပါပြီအမ်ဘူမိုဟာ United ကိုရောက်လာတာလပိုင်းပဲရှိသေးတယ်ဆိုပေမဲ့ Premier League ရဲ့တလတာအကောင်းဆုံးကစားသမားစု United ကပေးရချင်းမင်းနဲ့အကောင်းဆုံးကစားသမားစုနဲ့ Premier League ပြည်သက်တွေကမဲပေးရွေးချယ်ချင်းမင်းနဲ့စု၃ခုလုံးကိုအော်တိုဘာလတလထဲမှာပဲစကူရရှိခဲ့တာဖြစ်ပါတယ် United ပြည်သက်တွေတော့အမ်ဘူမိုအတွက်ဂုဏ်ယူနေမှာအသေးချာပဲဖြစ်တယ်လို့အသင်းကိုရောက်လာခဲ့လို့လည်းပြောရှင်နေရပြီဖြစ်ပါတယ်အမ်ဘူမိုဟာအော်တိုဘာလတလတာလုံးမှာပွဲစဉ်၃ပွဲကစားခဲ့ရပြီးဆန်နာလန်နဲ့ပွဲမှာဖန်တီးမှုတစ်ချိန်လီဗာပူးနဲ့ပွဲစဉ်မှာတော့သွင်းကိုတကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် Brighton နဲ့ပွဲစဉ်မှာလည်းသွင်းကို2ကိုသွင်းယူခဲ့တာကြောင့်အော်တိုဘာလအတွက်၃ပွဲကစားပြီးသွင်းကို3ကိုနဲ့တူဖန်တီးမှုတစ်ချိန်ထိဆွမ်းဆောင်ခဲ့တာကြောင့်အကောင်းဆုံးဆိုတဲ့စုတွေကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အမ်ဘူမိုဟာအခုလိုခြေစွမ်းကောင်းတွေကိုနီးပြအမေရိရဲ့နီးစနစ်ထဲမှာမြန်မြန်ဆန်ဆန်ခြေစွမ်းပြနိုင်တာကအတော်လေးကိုချီးကျူးဖို့ကောင်းပါတယ်။အသင်းရဲ့ယာတီစာဆိုးရွားနေတဲ့ပွဲစဉ်တွေမှာတော့ကိုသွင်းနိုင်ခြင်းဖန်တီးနိုင်ခြင်းမရှိပေမဲ့သူ့ရဲ့တကူရည်ဆွမ်းဆောင်ရည်တွေတိုးဝါရုံးဝါတွေနဲ့အသင်းကိုအကောင်းဆုံးကူညီပေးခဲ့သူဖြစ်ပါတယ်။အခုလိုဂိုးတွေအတွင်းမှာဖန်တီးမှုတွေပြုလုပ်မှအကောင်းဆုံးကစားသမားစုကိုရဖို့အမ်ဘူမိုကထိုက်တန်တာမျိုးမဟုတ်ပဲပွဲတစ်ပွဲချင်းစီတိုင်းမှာသူ့ရဲ့ဆွမ်းဆောင်ရည်နဲ့ရုံးပေးနေတဲ့စိတ်ဓာတ်ကြောင့်ပဲ United ပြည်သက်တွေကအကောင်းဆုံးကစားသမားလို့သတ်မှတ်ထားကြတာဖြစ်ပါတယ်။အမ်ဘူမိုဟာ United ကိုရောက်လာခဲ့တာနောက်တိုင်းရစီမဲ့အရာတော့မဟုတ်ခဲ့ပါဘူး။ United တို့သုံးခဲ့တဲ့ပတ်စံနဲ့ပြန်ရလိုက်တဲ့ရလဒ်ကတော့အစမတန်ကိုကြီးမားခဲ့တာပါ။ဒါကြောင့်ကျွန်တော်အရင်ကဗီဒီယိုမှာပြောခဲ့သလိုအမ်ဘူမိုဟာ DRT United ခေါ်ယူလိုက်တဲ့ကစားသမားတွေထဲမှာအမှန်ကန်ဆုံးခေါ်ယူမှုဖြစ်တယ်ဆိုတာပါ။အဘူမိုအနေနဲ့ United ကိုရောက်မလာခင်တည်းကကောင်းပြနေခဲ့တဲ့ကစားသမားတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာသီ Brentford မှာတည်းကအထူးချေစွမ်းပြကစားနေတဲ့သူဖြစ်ပြီးသူ့ရဲ့လှင်မြန်တဲ့ပြေးအားတွေနဲ့ရုံးအားတွေကြောင့် United ပါဝင်အသင်းတော်များများကအကြိုက်တွေ့နေကြတာပါ။ Brentford ကိုစော်ကားတာမျိုးမဟုတ်ပေမဲ့မိုင်းစင်လာရ Premier League မှာရုံးကန်နေရတဲ့အသင်းမျိုးမှာသွင်းဂိုး20အထိသွင်းယူပြီးဂိုးသွင်းများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ဒါ့အပြင် Premier League ရဲ့ဂိုးသွင်းများဆုံးကစားသမားဆင်းမှာလည်းအဆင့်9နေရာအထိဝင်ရောက်ခဲ့ပြီးအဆင့်2ကအီဆက်နဲ့3ဂိုးသာကွာခဲ့တာဖြစ်ပါတယ်။ဒီလိုစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တာကြောင့် United ကအဘူမိုကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တဲ့အချိန်မှာစူညောင်းကလုတ်တွေများခဲ့ပေမဲ့အသင်းကိုရောက်မလာခဲ့ဘူးလို့တောင်ထင်ခဲ့ပါတယ်။ဒါပေမဲ့မိုဆိုးမလေးမကင်းကဇလန်ထက်ပိုရှည်တဲ့ United နဲ့အဘူမိုရဲ့ဇလန်က2လကျော်ကြာမြင့်ခဲ့ပြီးနောက်မှာအသင်းကိုတရားဝင်ရောက်ရှိလာခဲ့ပါတယ်။အဘူမိုဟာ United ကိုရောက်ရှိလာခဲ့တာ၄လသာရှိသေးပေမဲ့ဒီပြအမေရိရဲ့နေစနစ်ထဲမှာအဝင်အောင်ကစားနိုင်တဲ့သူဖြစ်ပါတယ်။တိုက်စစ်ကနေခံစင်းအထိကိုအတက်ဆင်းလုပ်ရပြီးအတော်လေးပင်ပန်းတဲ့ကစားဟန်မှာအဘူမိုတယောက်ဘိုက်ရွှဲရွှဲနဲ့ဟန်ချက်ညီညီကစားနိုင်တာကချီးကျူးရမှာပါ။ခုဆိုရင်ညာတော်မှာအာမတ်နဲ့အတူအတွဲညီညီကစားနိုင်နေပြီဖြစ်ပြီးအသင်းရဲ့တိုက်စစ်အခန်းကဏ္ဍမှာအရေးကြီးဆုံးနေရာမှာရှိနေပြီဖြစ်ပါတယ်။ Premier League ကလပ်အသင်းများစုကလည်းလက်ရှိအာမတ်နဲ့အဘူမိုတို့ရဲ့ဂျူအတွဲကိုစောင့်ကြည့်နေကြပြီဖြစ်ပြီး United နဲ့တွေ့ဆုံတိုင်းဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာစဉ်းစားနေကြပြီဖြစ်ပါတယ်။ပိုပြီးသတိထားတင်တာတစ်ခုကဒီယာဒီအာမတ်အဘူမိုတွဲတဲ့ပွဲတိုင်းကရှုံးပွဲမရှိသေးဘူးဆိုတာပါ။ဒါကြောင့် United ရဲ့တိုက်စစ်မှာအဘူမိုတယောက်ကတော့အချိန်ခဏလေးအတွင်းအကူလာရတဲ့ကစားသမားဖြစ်နေပြီဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်နေပါစေအဘူမိုအတွက်တော့အော်တိုဘာလကအကောင်းဆုံးစုတွေနဲ့အတူပြည့်ပြည့်စုံတဲ့လားလို့ပြောရတော့မှာပါ။ United ကိုချင်းခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principle Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။